္ဂလာပါရှင်ဒီနေ့မှာတော့ဒီမိုးရသည်မှာအရန်လာတဲ့မှောက်ပြီးတိုက်ကြီးခီးစင်လေးကိုတွားရောက်လဲပဲကြမှာပဲဖြစ်ပါတယ်ဒီခီးစင်လေးကတော့ဆိုလို့ရှိရင်တော့တောင်ကလာနနဝင်စေးကနေမနက်6နာရီမှာစထွက်လာတာပဲဖြစ်ပါတယ်ရှင်ယခုဒီထွက်လေးကိုလိုက်ပါကြည့်ရှုလိုက်ရအောင်မနက်စာစားဖို့အတွက်ညီမတို့မှော်ပြီးမြို့နယ်မှာခိတ္တကာခဏရနာပါတယ်ရှင်အိမ်နောက်မှာတော့ညီမတို့ပထမဦးဆုံးအနေဖြင့်အဖိုးเจ้าကိုတွားရောက်လဲပဲကြတာပဲဖြစ်ပါတယ်ရှင်เจ้าဟာဆိုလို့ရှိရင်တော့တနည်းအားဖြင့်ဂျူးပြူစရာတော့အကြောင်းနဲ့တူတူပါပဲဒီချိန်မှာဆိုလို့ရှိရင်တော့ဒါကဖះအင်းနဲ့တကွာတခြားသောဖះများစွာကိုဖွင့်ပြတွေ့ရှိနိုင်ပါတယ်ရှင်I'm a boss, you know this. I'm a boss, you know this. အထဲမှာဆိုလို့ရှိရင်တော့ဒါလိတ်ကန်၅ကန်နေရှိပါတယ်ရှင်ဒီထဲမှာဆိုလို့ရှိရင်လည်းဒါငါးတွေလိတ်တွေကိုအစာကျွေးလို့ရပါတယ်ရှင် Think of trying to make it go away. Make it painless that we didn't make it. အခုဆိုလို့ရှိရင်တော့ကမာကူရဖျားရိုးတွားရောက်ဖွင့်ပြကြတာပဲဖြစ်ပါတယ်။ထဲမှာဆိုလို့ရှိရင်လည်းဒါနှင်းသေးရည်နဲ့တခြားသောစိမ့်ဆူနေတဲ့သဘာဝပန်းပေရည်နဲ့လှပနေတာပဲဖြစ်ပါတယ်ရှင်။ I ain't got the time, got business to be minding. I'm a boss, you know this. I'm a boss. အခုဆိုလို့ရှိရင်ညီမတို့ဖျားရည်လည်းဖွင့်ပြပြီးပြီဆိုတော့ချိုးပြူပိုင်လိုင်းကြီးတွေနဲ့ထပ်ပုံတွားရလိုက်ရအောင် We go together. I'm yours forever. Take me away. It's you I treasure. Cause there's nothing better. ပိုင်တိုင်းနဲ့တပုံရိုက်ပြီးတဲ့နောက်မှာတော့ညီမတို့ဆယ်ကိုတွားလိုက်ရအောင်ဆယ်မှာလည်းအရင်ပဲလှပါတယ်တပုံရိုက်လို့လည်းအရင်ပဲကောင်းပါတယ်ရှင် Promise that I'll put you first and nothing else above. This thing is ours. ဆိုလို့ရှိရင်တော့ညီမတို့ဆယ်လုံးဆယ်ကိုရောက်ရှိလာရဖြစ်ပါတယ်ရှင်ဒီကားဆင်းလာပြီဆိုလို့ရှိရင်လည်းညဘက်ချမ်းမှာဆိုလို့ရှိရင်တော့ပန်းခင်းကြီးကဒီပြင်ဦးလေးကိုရောက်သွားတယ်လို့ပဲပေါ့နော်ပန်းလေးနဲ့အရင်ပဲလှပါတယ်တပုံရလို့လည်းအရင်ပဲကောင်းပါတယ်ဆိုလို့ရှိရင်တော့ဒါရေစောလို့ရမယ့်ဆယ်ကိုမြင်တွေ့ရတာပဲဖြစ်ပါတယ်ရှင်ညီမတို့ရေစောမှာမို့လို့လိုက်ပါကြည့်ရှုလိုက်ရအောင် Got business to be minding. I'm a boss, you know this. I'm a boss, you know this. လို့ရှင်တော့ညီမတို့ဒါရေးလဲစောဆယ်ပေါ်မှာဓာတ်ပုံလေးရိုက်ကြပါတယ်။အဲဒီနောက်မှာတော့ညီမတို့နေ့လည်စားဖို့အတွက်ကိုပါမြင့်မို့ဦးရီကိုတွားရောက်လဲပတ်ကြမှာပဲဖြစ်ပါတယ်ရှင်။နေ့လည်စားပြီးတဲ့နောက်မှာတော့တစ်ဆက်တည်းတိုက်တီဗီယန် restaurant ကိုတွားရောက်လဲပတ်ကြမှာပဲဖြစ်ပါတယ်ရှင်။အဲဒီမှာဆိုတော့ရမ်းမလှပါတယ်။အားလုံးပဲလိုက်ပါကြည့်ရှုလိုက်ရအောင်။ဆိုလို့ရှိရင်တော့ညီမတို့ဒါမြင့်မို့ဦးရေမှာနေ့လည်စာစားတောင်းနေကြတာပဲဖြစ်ပါတယ်ရှင်အဲ့နောက်မှာတော့တိုက်တီနီယာ restaurant ကိုတိုက်ရိုက်ထွက်ခွာလာတာပဲဖြစ်ပါတယ်ရှင်အခုဆိုလို့ရှိရင်တော့တိုက်တီနီယာ restaurant ရောက်ရှိလာပြီပဲဖြစ်ပါတယ်ရှင်အော်ဒီထဲမှာဆိုလို့ရှိရင်တော့တပုံရံရရတဲ့နေရာတွေအများကြီးပဲရှိတယ်အရင်ပဲလှတယ်ရေကူးကျင်တဲ့လူတွေဆိုလို့ရှိရင်လည်းရေကူးလို့ရတယ်ပေါ့နော်အဲ့ဆိုတော့ညီမတို့ဒီရောင်းတဲ့ package ထဲမှာဆိုလို့ရှိရင်တော့အခုလိုမျိုးဖျားတွေလည်းဖုံးမယ်အပန်းလည်းဖြေလို့ရတဲ့နေရာတွေများစွာလည်းပါတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီခီးစဉ်လေးကိုလိုက်ပါခဲ့ဖို့လည်းဖိတ်ခေါ်ပါတယ်ရှင်အဲညီမတို့ရောင်းတဲ့ package လေးရာဆိုလို့ရှိရင်တော့လူချင်းမင်းတို့အဲ့တဲ့များအနေဖြင့်လဲဒါလိုက်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါကိုမျှော်မှန်းထားတဲ့ကိုပို့ပြီးတော့မှစိတ်ချမ်းသာပြီးတော့ပျော်ရွှင်မယ်ဆိုတဲ့ဟာမျိုးတော့ညီမတို့အမခံပါတယ်လိုက်ပါခဲ့ဖို့လည်းအားလုံးကိုဖိတ်ခေါ်အပ်ပါတယ်ရှင်ဆိုလို့ရှိရင်ညီမတို့ဒီ day trip လေးမှာဆိုလို့ရှိရင်တော့နောက်ဆုံးကြံရှိနေတဲ့နေရာလေးဖြစ်တဲ့ပန်းတပွင့်တောင်ကိုတွားရောက်ဖွင့်ပြကြမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲဆက်လက်ပြီးတော့မှလိုက်ပါကြည့်ရှုလိုက်ရအောင်အခုဆိုလို့ရှိရင်ညီမတို့ဒါပန်းတပွင့်တောင်တော်မြတ်ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်ရှင်ဆရာတော်ဘုရားကြီးကိုအရင်ဆုံးတွားရောက်ဖွင့်ပြလိုက်ရအောင်အခုဆိုလို့ရှိရင်ညီမတို့ပန်းတပွင့်တောင်ဆရာတော်ဘုရားကြီးကဖွင့်ပြနေကြတာပဲဖြစ်ပါတယ်အဲဒီနောက်မှာတော့ညီမတို့ဒါပန်းတပွင့်တောင်စတက်မှာပဲဖြစ်ပါတယ်တောင်တက်ချိန်ကတော့အရင်မကြောက်ဘူးပေါ့နော်အရင်လည်းမမြင်ဘူးဒါ10မိနစ်အလုံးစုံလူကြီးတွေပါတယ်ဆိုတော့15မိနစ်လောက်ပဲမြန်ပါတယ်တက်ကလာလေကားလေးရလည်းဖြည့်ဖြစ်တယ်ဆိုတော့ဒါလိုက်ပါပြီးတော့မှဖွင့်ပြဖို့လည်းဖိတ်ခေါ်အပ်ပါတယ်ရှင်တောင်မှာလည်းအရင်ပဲအေးဆန်းပြီးတော့မှအရင်ပဲလှပါတယ်ရှင်
ဆိုလို့ရှိရင်တော့ညီမတို့ဒါဖះတွေဖုံမြော်ပြီးတဲ့နောက်မှာတော့ပြန်ဆင်းလာတာပဲဖြစ်ပါတယ်ရှင်ပထဝင်းတောင်ကနေညီမတို့ဒါ9နာရီကျော်လောက်ကနေပြီးတော့မှပြန်လဲပြီးတော့မှထွက်ခွာလာတာပဲဖြစ်ပါတယ်ရှင်ယခု day trip လေးရဆိုလို့ရှိရင်တော့ဒီမှာပဲပြီးဆုံးပါပြီအားလုံးပဲ like ဖတ်ခဲ့ဖို့လည်းဖိတ်ခေါ်အပ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်